ရုရှားယူကရိန်းစစ်ပွဲဘာကြောင့်ရှေ့ဆန်နေရတာလဲပူတင်နဲ့ဒေါ်နယ်ထရန့်သူတို့နှစ်ဦးတွေ့ဆုံမှုတွေရှိခဲ့ပေမဲ့အလုံးမဖြစ်ခဲ့တာလားပူတင်ကဘာလို့ချင်တာလဲသူရဲ့ဥတီချက်ကရောဘာလဲရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့တာ2022ဖေဖော်ဝါရီလ24ရက်နေ့ကတည်းကပါအခုချိန်ဆိုရင်2025ခုနှစ်စက်တင်ဘာလလောက်ထိရောက်ရှိလာခဲ့ပြီဆိုတော့ရပ်ပေါင်းအနေနဲ့ထောက်တော့ရအောင်ကြွာလာခဲ့ပါပြီပူတင်ကစစ်ပွဲရပ်ဖို့မမြင်ရသေးတယ်လို့ဥရောပနေမြေတချို့ကတော့ချိန်ချောက်လာနေခဲ့ပါပြီဒီပြစ်စင်ကိုကြည့်ချင်အဖြစ်ပူတင်ကစစ်ပွဲရပ်မဲ့အရေးအရာမျိုးဒီနေ့ဒီချိန်ထိမတွေ့ရသေးပါဘူးရုရှားယူကရိန်းစစ်ပွဲရပ်တန့်နိုင်ဖို့စစ်ပြေးခဲ့တဲ့အကြောင်းရင်းနဲ့အချက်လက်တချို့ကိုကျွန်တော်တို့တစ်ချက်လောက်ပြင်လည်ကြည့်အောင်ပထမတစ်ချက်ကတော့ယူကရိန်းကနေတိုးတပ်ဖွဲ့ရဲ့ဝင်ရောက်မှုအနေနဲ့ပါ1990ခုနှစ်ဆိုဗီယက်ယူနီယံပြိုကွဲပြီးတဲ့အချိန်မှာတော့အရှေ့ဥရောပနိုင်ငံတွေတော်တော်များများနေတိုးတပ်ဖွဲ့တွေဝင်ရောက်ခဲ့ပါတယ်။ပိုလန်၊ဟန်ဂေရီ၊ချက်၊ဖင်လန်၊ဆွီဒင်စတဲ့နိုင်ငံငယ်တွေတော်တော်များများနေတိုးမဟာမိတ်တပ်ဖွဲ့တွေဝင်ရောက်ခဲ့ပါတယ်။ဒီနိုင်ငံတွေဝင်ခွင့်ရပြီးတော့ယူကရိန်းကဘာလို့ဝင်ခွင့်မရတာလဲ။ရုရှားရောယူကရိန်းကိုဘာလို့တလောက်ထိအတဲ့တာနေရတာလဲ။ဒီပေါ်နဲ့အချက်လက်ရဆိုရင်တော့ယူကရိန်းကရုရှားနဲ့ထိစပ်နေတဲ့အရှေ့ဥရောပဒေသမှာဆိုရင်ယူကရိန်းကအကြီးဆုံးပါ။ဒါပြင်ယူကရိန်းကနေတိုးမဟာမိတ်ထဲဝင်ရောက်ခဲ့မယ်ဆိုရင်နေတိုးတပ်ဖွဲ့တွေကရုရှားနဲ့အနီးစပ်ဆုံးစီရောက်ရှိလာခဲ့မှာပါ။ဒေသရဲ့ရုရှားအတွက်အလွန်အန္တရာယ်ကြီးမားတဲ့အခြေအနေတစ်မျိုးပါ။နောက်ပြီးယူကရိန်းရဲ့တမန်ကြောင်ဆင်ဆက်ဆိုဗီယက်ယူနီယံခေတ်ဖြစ်တုန်းကဆိုရင်ဆိုဗီယက်ယူနီယံရဲ့သမ္မတဆက်ဆက်အပန်းပြေအနာယူမဲ့နေမြေတစ်ခုဖြစ်ယူကရိန်းကရှိခဲ့တာပါနောက်တစ်ချက်ကတော့ဘူတေအာနာတီမြဲဖို့အကြောင်းပြချက်ပါဒေတာအချိန်ကိုနောက်နည်းနည်းစုပ်ပြီးကြည့်ရမယ်ဆိုရင်2008ခုနှစ်ဂျော်ဂျီယာတိုက်ပွဲတုန်းကရုရှားကဂျော်ဂျီယာနေမြေတချို့ကိုတော့တင်ယူခဲ့ပါတယ်ဒါပြင်2014ခုနှစ်ခရိုင်းမီးယားဒေသကိုတင်ယူပြီးပြည်တွင်းထဲမှာဘူတေအာလူလူရဲ့ထောက်ခံမှုတော်တော်လေးရရှိခဲ့ပါတယ်ဘူတင်ဆိုတဲ့လူကလည်းရုရှားနိုင်ငံကိုအောက်ချုပ်လာခဲ့တာ2000ခုနှစ်ကတည်းကနေစပြီးဒီနေ့ဒီချိန်ထိပါကြားတဲ့၄နှစ်သာဆင်းခဲ့တယ်ဆိုပေမဲ့နိုင်ငံရဲ့အာဏာတော်တော်များများကိုသူကပဲစောက်ခံခဲ့တာပါဒုတိယလည်းအောက်ချုပ်ခဲ့တယ်ဆိုပေမဲ့ပြည်တွင်းထဲမှာလည်းစံတာပြမှုတွေမတူကွဲပြားမှုတွေကလည်းရှိလာခဲ့ပါတယ်ဒီလိုပြည်တွင်းထဲမှာစုပူတောင်းကျမှုတွေဖြစ်လာတဲ့အချိန်သူရဲ့ဖြစ်ကန်တယ်ဖြစ်ရှင်တဲ့ပုံကတော့ပြည်ပထွက်ပြီးစစ်တပ်ပြလာပါပဲပြည်တွင်းထဲမှာသူကထောက်ခံမှုကျဆင်းနေတဲ့အချိန်သူကပြည်ပတွေနဲ့စစ်ဖြစ်ပြီးပြည်ပရန်သူရဲ့နေမြေကိုတင်ယူပြီးသူကပြည်တွင်းထဲမှာထောက်ခံမှုမြင့်တက်လာအောင်လှုပ်ဆောင်ခဲ့တာပါအရင်ကသူတိုက်ခဲ့တဲ့တိုက်ပွဲတွေမှာမြန်ဆန်နဲ့ရန်သူနေမြေကိုတိုက်ပိုက်နိုင်ခဲ့ပေမဲ့အခုတစ်ချိန်ယူကရိန်းနဲ့တိုက်ပွဲကြရပ်ပေါင်း1300တောင်ကျော်လာခဲ့ပါပြီဒါပေမဲ့ဒီနေ့ဒီချိန်ထိသူကနေမြေကိုတင်ယူခဲ့တဲ့ဆိုပေမဲ့အရင်လိုမျိုးအပြတ်သက်တင်ယူနိုင်ခဲ့တာတော့မဟုတ်ခဲ့ပါဘူးတစ်ဖက်တပ်ဖွဲ့တွေကြားပြန်လဲထိုးစစ်ဆင်မှုတွေတိုက်ခိုက်မှုတွေနှိမ့်စင်တဲ့များဖြစ်နေပြီးနှစ်ဖက်တပ်ဖွဲ့နိုင်ငံစလုံးအသေးပြောက်တွေဆုံးရှုံးမှုတွေလည်းများစွာရှိနေခဲ့တာပါဒေါ်နယ်ထရန့်ကသူသမ္မတမဖြစ်ခင်ကတည်းကသူသမ္မတဖြစ်ပြီးတဲ့အချိန်24နာရီအတွင်းယူကရိန်းရုရှားယူကရိန်းစစ်ကိုရပ်တန့်နိုင်မယ်လို့ကြွေးကြော်ခဲ့ပေမဲ့ဒီနေ့ဒီချိန်ထိမရပ်တန့်နိုင်သေးပါဘူးပူတင်နဲ့ထရန့်သူတို့နှစ်ဦးဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ဒီနေ့ဒီချိန်ထိစစ်ပွဲမရပ်တန့်နိုင်ခဲ့ပါဘူးပူတင်ရဲ့ရည်ရွယ်ချက်ကတော့ယူကရိန်းစီကနေနေမြေတချို့သူတို့တိုက်ခိုက်ထားတဲ့ယူကရိန်းစီကနေနေမြေတချို့ကိုတင်ယူဖို့ပါနောက်တစ်ချက်ကတော့ယူကရိန်းကိုနေတိုးမဟာမိတ်တပ်ဖွဲ့ဝင်ရောက်ခွင့်မပြုတာပါပဲယူကရိန်းကနေတိုးမဟာမိတ်တပ်ဖွဲ့ဝင်ရောက်ခွင့်မရဘူးဆိုပေမဲ့အဲ့ဒါတိတ်ပြည့်ရေးကြီးပါဘူးသူရဲ့ရေးကြီးတဲ့ချက်ကနေမြေတွေကိုရန်သူနေမြေတွေမပါဘူးပါယူကရိန်းရဲ့အခြေခံဥပဒေမှာဆိုရင်မိမိနိုင်ငံရဲ့နေမြေတချို့ကိုတခြားလူတွေထဲပေးအပ်ခဲ့မယ်ဆိုရင်အဲဒီလူကနိုင်ငံရဲ့တစ္ဆာပေါက်ဖြစ်သူတို့သတ်မှတ်ထားတာပါအဲဒီတော့ဇလန်စကီအနေနဲ့ဒါလုံးဝလိုက်ရောဖို့မဖြစ်နိုင်တဲ့အရာတစ်ခုပါဒါအမြင်ရပါလေလွန်ခဲ့တဲ့ရက်နိုင်ငံကမှရုရှားဒရုန်းတွေကနေတိုးနေမြေတစ်ခုဖြစ်တဲ့ပိုလန်နဲ့ဝင်ရောက်ကျူးကျော်ခဲ့ပါတယ်ဒါကိုကြည့်ချင်းအဖြစ်ရုရှားရဲ့ဥတီချက်ကပါလေဘာကိုလိုချင်တယ်လဲဆိုတာတိတိကျကျခံမှန်းဖို့မဖြစ်နိုင်ပါဘူးမကြခင်ရက်ကမှကျင်းပသွားတဲ့ကုလသမဂ္ဂညီလာခံမှာတော့ယူကရိန်းသမ္မတဇလန်စကီကရုရှားကိုမထားနိုင်ဘူးဆိုရင်ယူကရိန်းမကဘဲနဲ့တခြားနေမျိုးပါစစ်ပွဲဆင်နွှဲဖို့
ဖြစ်လာမယ်ဆိုပြီးသူကတတိပေးခဲ့တာပါဒီနေ့ဗီဒီယိုမှာတော့တလောက်ပါပဲစောင့်ကြည့်ကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါဦးမယ်